ကတော့ SDA အသင်းတော်ရဲ့မိခင်ကြီးဖြစ်တဲ့ Ellen G. White က Roman Catholic အသင်းတော်တွေနဲ့တနင်္ဂနွေနေ့မှာဖျားရှိခိုးခြင်းပြုလုပ်မဲ့အသင်းတော်တွေဟာတားရဲ့တစိတ်ကိုခံယူမဲ့သူတွေဖြစ်တယ်ဆိုပြီးတော့သူကတင် जा ပေးခဲ့တာဖြစ်ပါတယ်ဆိုတော့တမန်ကျမ်းစာကဝတ်ပြုတဲ့နေ့ကြောင့်တားရဲ့တစိတ်ကိုခံယူပါမယ်ဆိုပြီးတော့ပြောထားတဲ့ကျမ်းပိုက်တစ်ခုမှမရှိပါဘူးတမန်ကျမ်းစာထဲမှာပေါ့နော်ယောမဩရစာခန်းကြီး14အငယ်6မှာတဲ့နေ့ရက်ကိုစောင့်တော်သူသည်သခင်ဘုရားကိုထောက်၍စောင့်၏နေ့ရက်ကိုမစောင့်တော်သူသည်လည်းသခင်ဘုရားကိုထောက်၍မစောင့်မဲနေ၏ဆိုပြီးတော့ကျမတို့တွေ့ရတာဖြစ်တယ်တမန်ကျမ်းစာအရာပြောမယ်ဆိုရင်တားရဲ့တစိတ်ဆိုတာကဥပမာဆိုရင်6 3လုံးတစိတ်ခံယူတာကိုပြောချင်တာဆိုတော့တားရဲ့တစိတ်ခံယူတယ်ဆိုတာကနော်ခရစ်တော်ကိုစန့်ကျင်တဲ့အနိခရစ်ရဲ့နော်ဒီအုပ်ချုပ်မှုကိုသစ္စာခံပါတယ်ဆိုပြီးတော့သူတို့ကထုတ်လုပ်တဲ့အမှတ်သားတစ်ခုကိုခံယူတဲ့အရာဖြစ်တယ်ခုချိန်မှာယုံကြည်သူအားလုံးဟာ Sunday မှာဖျားပြဝတ်ပြုကိုးကွယ်နေကြတာဟာတားရဲ့တစိမ့်နဲ့ဘာမှသက်ဆိုင်ခြင်းမရှိဘူးဆိုတာကိုတွေ့ရတယ်ပေါ့နော်နောက်ထပ်သူတို့ရဲ့တုံတင်မှုတစ်ခုကတော့ထာဝရကန့်မီးနဲ့လောင်နေတဲ့ငရဲဆိုတာမရှိဘူးတဲ့ပြီးတော့လူတယောက်ဟာတည်သွားပြီဆိုရင်သူ့ရဲ့ဝိညာဉ်ဟာအိပ်ပျော်သွားတာဖြစ်တယ်ဆိုပြီးတော့သင်ကြားထားတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကျမတို့တမန်ကျမ်းစာနဲ့ကြည့်ကြမှာဖြစ်ပါတယ် SDA တွေကလေဝိညာဉ်မတည်နိုင်တဲ့ immortal soul ကိုသူတို့ကငင်းပယ်တယ်မတရားသောသူများဒီငရဲမှာနော်ထာဝရခံရမှာမဟုတ်ဘဲနဲ့တဲ့ပြအဖြစ်လုံးဝချုပ်ငိမ့်သွားမယ်ဆိုပြီးတော့ယုံကြည်ကြတာဖြစ်တယ်ဒါဟာတမန်ကျမ်းစာမှာပါတဲ့ထာဝရတရားစီရင်ခြင်းကိုဆန့်ကျင်နေတာဖြစ်တယ်။မဿဲအခန်းကြီး25အငယ်46မှာသူတို့သည်ထာဝရအပြစ်ဒဏ်ခံရာသို့၎င်းဖြောင့်မတ်သောသူတို့မူကားထာဝရအသက်ရှင်ရာသို့၎င်းတွားရကြလက်တံ။ဗျာဒိတ်အခန်းကြီး20အငယ်10မှာလည်းတွေ့ရတယ်။သူတို့ကိုလှည့်ဖျားသောစာတန်ကိုလည်းကန့်နှင့်တကွမီးအိုင်ထဲသို့ပစ်ချလက်တံထိုအရ၌နေညမပြတ်ကဘာအဆက်ဆက်ပြင်းစွာသောဝေဒနာကိုခံရကြလက်တံလူဟာတိတ်ဆုံးပြီးတဲ့နောက်မှာဝိညာဉ်ဟာအိပ်ပျော်မနေဘဲနဲ့ခံစားချက်ရှိစွာနိုးကြားလျက်ရှိကြောင်းကိုလုကာအခန်းကြီး16အငယ်19-31မှာတထေးနဲ့လာဇရုရဲ့ပုံဥပမာမှာလည်းရှင်းလင်းစွာတွေ့ရတာဖြစ်တယ်အဲဒါကြောင့်မလို့ဖျားသခင်ပြောတဲ့ငရဲကိုသွားတဲ့အပြစ်ဒဏ်ပေးမဲ့အရာဒီခဏတာမဟုတ်ဘူးထာဝရဖြစ်တယ်ဆိုတာကိုတမန်ကျမ်းစာမှာအတိအလင်းတွေ့ရတာဖြစ်တယ်နောက်